是啊，过节，考了考了今年，没有对啊，过节，考了考了今年，我也等嘞乎，说完呀不是你过等，那把你那来了，那说出等住了，没人来记，买过时候就怕我赔没啦，没刚出来变衰了样，所以别人别路没呀，把没样的。哦，都讲起了嘛，好，那个没有，那没有，你看那没有，喏，为什么嘞？为什么？ဒီမဲ့လေးဒီမဲ့ဖုန်းကဖုန်းထဲမှာကြီးမဲ့နှာခေါင်းပြင်းတာဖုန်းထဲမှာမပါဘူးအဲ့တော့ကျွန်တော်တို့လူမျိုးတွေရဲ့စီကန်းဆိုတာကမျိုးဆက်တစ်ဆက်လောက်အချိန်ယူပြီးတင်ကြရတော့မယ်ကိစ္စဖြစ်နေပြီဗျ။ကဲကျွန်တော်မိတ်ဆွေများမင်္ဂလာပါဗျာ။ဒီတစ်ခါမှာတော့ကျွန်တော်တို့နိုင်ငံကဘာတွေလွဲနေတာလဲ။ဘယ်အကြောင်းကိစ္စတွေကကျွန်တော်တို့လူဖွဲ့စည်းကိုစိတ်တောက်ဖြစ်နေပြီးတော့ဘလို့ကိစ္စတွေကိုတော့ပြက်ပြက်သားသားဝေဖန်ထောက်ပြဖို့လိုနေလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တယောက်တည်းရဲ့အမြင်ကိုဒီနေ့မှာပြုသဘောအနေနဲ့ဝေဖန်ထောက်ပြသွားမှာဖြစ်ပါတယ်ဗျ။ပုံစံတိုင်းပဲကျွန်တော် channel ကိုကြည့်နေတဲ့ကျွန်တော် viewer တွေလည်းစိတ်ဝင်စားရင်ဖြင့်အဆုံးထိလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျ။ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ဒီဟာလေးရင်ကြည့်အောင်哎，没做没，哎，妹妹来，侬做没，别别来，我的鬼打没。ရဲကိုအေးတယ်သိလားဒါပေမဲ့လည်းမမိုးတော့ရေငါရေးဘွားမှာအရင်နေကိုချိတယ်အခုမနေ့ကတရက်တင်လိုက်တာဒီနေ့ 1.2 million နဲ့ like အဲ့ဒီတချင်းကို line ပေါ်တင်လိုက်တာကြည့်ရှုတဲ့သူက 1.2 million ကောင်းကြသေးရဲ့လားအဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့အမှုပညာအဆင့်တန်းကအဲ့လောက်ထိတောင်ဖြစ်နေတာလားကျွန်တော်တို့လူမျိုးတွေအမှုပညာဆိုတာကိုဘလို့ခံယူထားကြတာလဲ။လိုင်းပေါ်မှာပောက်ကရစောက်တလွဲတချင်းတွေနဲ့လှုပ်ချင်ရတဲ့လှုပ်ယူယူနှမ်းနှမ်းတွေတင်ထားတဲ့ဟာတွေကိုမှခုနောက်ပိုင်းအားပေးကြတယ်ဗျ။စက်ကြည့်ပါဦး။အဲ့အမပဲရေးတာ။ဘာဖြစ်လို့လဲဆိုတော့ဗယန်းပရာကြိုက်တဲ့ခက်ကြီးမှာဗယန်းပရာတချင်းတွေကိုစို့ရင်းနဲ့ဗယန်းပရာတွေပဲဆက်ပြီးတော့လှုပ်သွားဖို့စိတ်ကူးရှိတယ်ဒီတချင်းလေးကြားပြီးနောက်ပိုင်းမှာအိမ်မောနှင်ချလိုက်တယ်အဲ့တော့ဒါတွေကအမှုပညာလားဒါတွေကကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူတွေရဲ့ကြိုက်တဲ့တန်ဖိုးထားတဲ့တချင်းပုံစံတွေလားဒါတွေကိုတာဝန်ရှိတဲ့သူတွေတာဝန်သိတဲ့သူတွေကခွင့်ပြုထားတာလားဒါတွေကကျွန်တော်တို့နိုင်ငံရဲ့အမှုပညာအဆင့်တန်းအရာကောကျွန်တော်တို့နောင်လာမယ့်အနာဂတ်ကလေးတွေအတွက်ကောအတူယူလွဲစရာအစိတ်တောက်တွေဖြစ်နေတယ်ဆိုတာကိုရောခင်ဗျားတို့သိကြရဲ့လားကျွန်တော်တို့နိုင်ငံရဲ့အမှုပညာအဆင့်တန်းကိုမြောင်းနေရောက်အောင်ကန်ချနေတယ်ဆိုတာကိုသိလို့ရှိရင်ဒါတွေကိုအားမပေးခြင်းဖြင့်ကြော်ဝါးခြင်းဖြင့်စောက်ဖက်မလုပ်ခြင်းဖြင့်ကျွန်တော်တို့စန့်ကျင်မှုလိုတယ်ဗျအဲ့တော့ line ပေါ်မှာပေါ်တော်တော်လှုပ်ပြတိုင်းပေါ်တော်တော်သချင်းတွေဆိုပြတိုင်းကြီးမဝင်ဘောင်မဝင်တဲ့အမှုပညာခေါင်းစဉ်တက်တိုင်းဒီလူကတော့ပောက်ကရလုံနေတာပါအတန်းရှင်းရှာနေတာပါဆိုပြီးတော့ကျွန်တော်တို့လွတ်ပေးရင်းနဲ့အခုကျွန်တော်တို့ new fish တွေမှာကျွန်တော်တို့ကြည်နေကြ social platform တွေမှာဒီလိုပေါက်ပန်း40ပေါက်ကရ40တွေကြီးပဲကျွန်တော်တို့မြင်လာတွေ့လာရပြီဗျတကယ်တမ်းအနှစ်သာရရှိရဲ့တကယ်တမ်းအမှုပညာမြောက်တဲ့တကယ်တမ်းအချိန်ပေးပြီးတော့အမှုပညာကိုစူးစမ်းထားတဲ့အမှုပညာလက်ရာတွေတချင်းတွေဗီဒီယိုတွေဒါတွေကကျွန်တော်တို့နေ့စဉ်ကြည့်နေတဲ့ social media platform တွေမှာမပေါ်လာတော့ဘဲနဲ့ဒီလိုပေါက်ကရတွေကြီးပဲခမားတို့ကျွန်တော်တို့နောက်မျိုးဆက်ဖြစ်တဲ့ကျွန်တော်တို့သားတွေသမီးတွေကဒါတွေကိုပဲကြည်နေကြရပြီ။ဘာဖြစ်လို့လဲဆိုတော့ဒါတွေကိုကျွန်တော်တို့ကပြင်းပြင်းထန်ထန်မကန့်ကွက်လို့မဆန့်ကျင်တဲ့အတွက်ကြောင့်ဒါတွေကတဖြည်းဖြည်းပြန့်နှံ့လာတာပဲ။နိုင်ငံတနိုင်ငံမှာအမှုပညာအဆင့်တန်းကတိတ်ကိုအရေးကြီးတယ်ဗျ။လူတွေကအမှုပညာနဲ့ဝေးလေတိရစ္ဆာန်နဲ့နီးလေအဲ့တော့ကျွန်တော်တို့လူဖွဲ့စည်းမှာအစိတ်တောက်ဖြစ်နေတာတွေကိုတော့ကျွန်တော်တို့ထိရောက်ဆန့်ကျင်မှုလိုတယ်တာဝန်ရှိတဲ့လူတွေကလည်းဒါတွေကိုခွင့်မပြုခြင်းဖြင့်ကိုယ်လူဖွဲ့စည်းကိုမြင့်တင်ဖို့ကိုယ်အနည်းပညာကိုမြင့်တင်ဖို့လိုရလို့ကျွန်တော်ကယူဆပါတယ်ဗျဒါလည်းဆက်ပြမယ် Question Today I will give my all to support me for the LGBT community in my country. Thank you. Thank you so much, answer Miss Queen, Elite Lover International 2026. Go to
Myanmar ဒီပိုင်း Trump ဖြစ်နေတဲ့သတင်းပေါ့။ကိုယ့်ဘက်ကိုပတ်စံရှိလို့ဘလို့ပုံစံနဲ့ပဲဒီဘထွက်ပြီးပြိုင်မြန်မာဆိုတဲ့နာမည်ကိုတက်လိုက်ပြီးမြန်မာဆိုတဲ့အလံကိုခံယူလိုက်ပြီးဆိုကြတဲ့ကမြန်မာကိုစားပြုဆိုပြီးတော့ပြိုင်ပွဲတေးသေးလေးပဲဖြစ်ဖြစ်ပြိုင်ပွဲကြီးကြီးပဲဖြစ်ဖြစ်အကုန်လုံးကလက်ခံလိုက်ကြတာဗျ။အဲ့တော့ကိုကဘလို့ပုံစံနဲ့သွားပြိုင်တာလဲ။ကိုကပတ်စံရှိလို့တင်ပါရတယ်ဆိုရင်လဲမြန်မာကိုစားပြုတွေမြန်မာနိုင်ငံအလံတွေမသုံးနဲ့မြန်မာဆိုပြီးတော့မလုံနဲ့အပျော်တန်းဝင်ပြိုင်လိုက်အပြင်းပြေဝင်ပြိုင်လိုက်အခုအဲ့လိုမဟုတ်ဘဲနဲ့မီဒီယာတွေကအစမြောက်ထိုးပင့်ကော်တွေလှုပ်ပြီးတော့မြန်မာကိုစားပြုဘာညာတွေလှုပ်ပြတဲ့အခါကျတော့နိုင်ငံအလယ်မှာငကိုတဲကမျက်နှာငယ်ရပါတယ်ဆိုတဲ့ကျွန်တော်တို့နိုင်ငံရဲ့ပုံရိပ်ကပို့ပြီးတော့အောက်ဆုံးထိကျသွားဟယ်လိုချစ်တို့ရေအားလုံးပဲမင်္ဂလာပါယနေ့ကတော့ဘီယန်နယ်မှာပြန်လာတော့ Miss Proven International Hello Miss လူနေကိုလာကြုံနေတဲ့အဖွဲ့ဖြစ်ပါတယ် Hello Miss like Proven International နေ့တမီးလေးဘီယန်နယ်မှာပြန်လာတော့ရမယ့်ဆိုင်နေလေးကျိုးပါတယ်ကျွန်တော်တို့ဖွဲ့ပါအဲ့တော့ဟိုဘက်ကအကောင်တွေကလည်းပတ်စံရလို့သာတယောက်နဲ့တယောက်နဲ့အယူပုံဖြောင်းလုပ်လိုက်တာဗျသိလားအဲ့ဒါကိုဟုတ်ကြီးထင်ပြီးတော့နောင်လဲထပ်ပြီးတော့ဒီလိုမျိုးပုံစံမျိုးနဲ့ထပ်ပြီးပြန်အောင်မယ်ဆိုရင်တော့သတိတာထားကြပြီးတော့ပဲအဲ့တော့ဒါတွေကိုတော့အချိန်မီတားဆီးမှဖြစ်ပါလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့နိုင်ငံပုံရိပ်လဲအင်မတန်ကိုကြဆင်းတာပါအဲ့တော့ Miss တယောက်ကဘလို့ရေချင်းနေရှိတဲ့နဲ့ LGBT ပဲဖြစ်နေပါစေဦး Miss တယောက်ရဲ့ quality တွေ Miss တယောက်မှာရှိတဲ့ ability တွေအရေးချင်းတွေဒါတွေကအလကားမဟုတ်ဘူးဗျဒါတွေကတေချာအချိန်ယူစူးစမ်းပြီးတော့မှသွားပြန်ရတဲ့ကိစ္စတွေဗျဒီလိုမျိုးပတ်စံရှိုံနဲ့သွားပြီးတော့မြန်မာနိုင်ငံကိုစားပြုဘာညာတွေရှောက်လို့ကိုယ်နိုင်ငံတိတ်ခါကြတာပဲအဖက်တင်ပါပါအဲ့တော့လူတွေလည်းပြောလာပြီဗျဒါတွေကိုလည်းခွင့်ပြုထားတာကျွန်တော်လည်းအံ့ဩလို့မဆုံးဘူးဘယ်ရားနေအမရဲ့စူးစမ်းမှရတာပါပဲဟိုအထက်ကလွင်းနေသွားတာလည်းဟိုပြည်တွင်းလည်းမဟုတ်ဘူးတီပါဆိုတော့ကြတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့အမရဲ့လွင်းနေအမြဲတမ်းပြောနေသူပဲလင်းလက်မှတ်တစ်စောင်းတော့မလွယ်တဲ့ခီးပေါ့လေဟိုပွဲသေးဆိုပေမဲ့အပွဲရလာတဲ့သူတွေအကုန်လုံးကလေဟိုဥပမာပေါ့ဆရာဝန်တွေဟိုပြောရရင်တော့အမရဲ့ဟိုနိုင်ငံတနိုင်ငံရဲ့ဟို celebrity နည်းနည်းတော့များတယ်ပေါ့နာမည်ကြီးတော့မဟုတ်ဘူးပေါ့အမရဲ့ international 2026ရဲ့အထက်ကလွင်းနေလို့ချင်တဲ့ national ကော်ချွန်လေးရခဲ့တာပေါ့လေအဲ့အတွက်လည်းအရင်ပဲ PT ဖြစ်ရပါတယ်ဟုတ်ပါပြီဒီကိစ္စကြီးကိုတော့အလင်းအမြန်နဲ့အမြန်ဆုံးတားဆီးဖို့လိုအပ်နေပြီဆိုတာကိုဒီနေ့ကနေထောက်ပြခြင်းပါတယ်ဗျအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့တင်ပါရတိုင်းနိုင်ငံပြင်ထွက်ပြီးမြန်မာကိုစားပြုသွားပြိုင်နေပါလေဦးမယ်ဗျဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့အမှုပညာခေါင်းစဉ်တက်ထားတဲ့ပေါက်ပန်း40ပေါ်ပင်အမှုပညာရှင်တွေပါဟုတ်ကဲ့ပါနောက်ထပ်အမြင်မတော်တာလေးတစ်ဖြတ်ဆက်ကြည့်အောင်ဗျဟုတ်ပါတယ်မိတ်ဆွေတို့မြင်တဲ့အတိုင်းပါပဲမြောင်းကြားတဲ့ကိုအမိုက်တွေဒုံးနဲ့ထိုးချနေတာပါအဲ့တော့စီပင်ကညံ့လို့ဘာညာစီပင်ကအလုံးမလို့လို့ပြောရအောင်လဲဒီလိုလူတွေရှိနေတော့ခတ်သားလာဗျနော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာလမ်းဘေးဈေးတွေကိုစီမံချက်အနေနဲ့လုပ်နေတယ်ဆိုတာဒါမျိုးတွေကြောင့်လုပ်နေရတာဗျအဲ့တော့လမ်းဘေးဈေးတွေကအင်မတန်ကိုကင်တွယ်ရခတ်တဲ့ကိစ္စပါနိုင်ငံတကာမှာလည်းလမ်းဘေးဈေးတွေနဲ့ပတ်သက်ပြီးတော့အင်မတန်ကိုကင်တွယ်ရခတ်တယ်ဆိုတာလည်းကျွန်တော်တို့နားလည်ပါတယ်ဒါပေမဲ့ဒါတွေကလူတူဦးတယောက်ချင်းစီရဲ့အသိဉာဏ်နဲ့ဆိုင်တဲ့ကိစ္စပါအဲ့တော့ကျွန်တော်တို့လူမျိုးတွေရဲ့စီကန်းဆိုတာကမျိုးဆက်တစ်ဆက်လောက်အချိန်ယူပြီးတင်ကြားရမယ့်ကိစ္စဖြစ်နေပြီဗျအဲ့တော့ဒါလေးလည်းဆက်ကြည့်အောင်အေးဆိုဟာဒီโอเคပါဒီဗီဒီယိုဖိုင်လေးကတော့ပြီးခဲ့တဲ့ရက်ပိုင်းတွေတဲကနာမည်ကြီးနေတဲ့ဗီဒီယိုဖိုင်လေးပါရန်ကုန်ဆေးရုံကြီးအုံနောက်နဲ့အာဝန်ကျော်ရှေ့မှာ ambulance ကားနဲ့မွင်းကားရောင်းနေတာ
တော်နာမည်ကြီးသွားတယ်အဲ့တော့စဉ်းစားကြည့်ဗျာဒီကားနဲ့ပဲလူနာလေးတင်တယ်ဒီကားနဲ့ပဲဓာတ်ဘော်ဒီတွေတင်တယ်ပြီးတော့ဒီကားနဲ့ပဲစားစရာတွေရောင်းတယ်အဲ့တော့ ambulance ကားနဲ့ဆေးရုံရှိမှာဒီလိုမျိုးရောင်းလို့ရှိရင်စီပင်နေမော်တော်ပီကယ်တွေလာဖမ်းရင် ambulance ကားဆိုပြီးတော့မှင်နဲ့နေလိုက်တယ်သူတို့ပြန်သွားရင်တခါမိုဟင်းကားရောင်းတယ်အဲ့တော့တော်တော်ကိုပြဿနာရှိတဲ့ကိစ္စတွေဗျအဲ့တော့အဲ့ဒါတွေကိုလည်းတေချာလေးတော့လုံးသိမိဗျအဲ့တော့ဆေးရုံကြီးရှေ့မှာ ambulance ကားနဲ့ဈေးရောင်းနေတာကတော့အင်မတန်ကိုရုပ်ပေါက်လွန်ပါတယ်အဲ့ဒါကိုလည်း online ပေါ်မှာတော်တော်များများអော်နေကြပြီဗျအဲ့တော့ဒါကိုရှော့ပေးလိုက်ရင်ဖြင့်ဆေးရုံတွေရှေ့မှာ ambulance ကားတွေနဲ့ဈေးရောင်းဈေးဝယ်တွေဖြစ်မလာနိုင်ဘူးလို့ပြောလို့မရဘူးဗျအဲ့တော့ဒါလေးကတော့ပြောရမယ့်ကိစ္စမို့လို့ပြောလိုက်ပါပြီဗျဒါလည်းဆက်ကြည့်အောင် 괜찮아. 괜찮아요. 괜찮아. မင်းတို့ဟာလဲကွာအမြင်မတော်တာတွေပါဟိုးဖះကိုမမီရင်လဲမိတလောက်ကလေးပဲရေတက်ပဲလို့ရပါတယ်ဘယ်နဲ့ဖះရှိမှာဒီလိုမျိုးကြီးထမ်းပိုးပြီးတော့နောက်ဆုံးဂုတ်ပေါ်တက်ခွပြီးတော့ရေတက်ပဲလိုက်ပါလားအဲ့လောက်တောင်မှဖြစ်နေအဲ့တော့ကျွန်တော်တို့လူမျိုးတွေကကာလန်ဒေတန်ဆိုတဲ့သဘောတရားကိုခုထိနားမလည်သေးတာဗျဘယ်နေရာမှာတော့ဘလို့ပြုမှုကျင့်သုံးရမယ်ဘယ်နေရာမှာတော့ဘလို့ဝတ်စားမျိုးဝတ်ကမယ်ဘယ်နေရာမှာတော့ဘလို့ပုံစံနဲ့သွားရမယ်ဆိုတာအခုထိကိုနားမလည်သေးဘူးထင်တယ်ဗျတချို့ကိုပြောတာပါအဲ့တော့ဒီလိုရေသက်ပယ်တဲ့နေရာဘာသာရေးနဲ့ဆိုင်တဲ့နေရာတွေမှာဒီလိုမျိုးခတ်တော်တာပဲဗျာနော်ပြောရင်နဲ့ရင်ထဲမှာကလိကိုဖြစ်လာနေတာပါအဲ့တော့ကျွန်တော် channel မှာကဗျအများအပြားကိုယ်ကိုယ်ယုံကြည်မှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်များများဝေဖန်ထောက်ပြပါတယ်ဒါတွေကိုတက်တက်အတန်းရှင်းယူပြီးတော့လှုပ်ရှားနေတာဆိုပြီးကျွန်တော်ကိုပြောတဲ့လူတွေလည်းရှိပါတယ်ဗျအဲ့တော့ကျွန်တော်လှုပ်ရှားနေတာဖြစ်ပါစေဦးဒီဗီဒီယိုဖိုင်တွေကခင်ဗျားတို့ကျွန်တော်တို့မျက်စိရှေ့မှာပဲမြင်တွေ့နေရတဲ့အမှန်တရားတွေပဲမဟုတ်ဘူးလားဗျအဲ့တော့ကျွန်တော်ကတော့ကျွန်တော်လုပ်ကိုကျွန်တော်လုပ်နေတာဖြစ်တဲ့အတွက်ဆက်ပြီးတော့ပြောနေရအောင်ပါပဲဒါလေးလည်းကြည့်အောင်မတင်ရင်လားမတင်ကျွန်တော်ဟုတ်ရဲ့ဟောနမညလာအေးနဲ့ရဲ့ဖြစ်တော့ဖြစ်တော့မှာဟုတ်ရဲ့အေးဟောတော့ကောင်ဖြစ်တော့မှာဟောနောက်ကနောက်ရောကျသိနေထားနာကြီးညလာနောက်မရောနော်ကျသိနေထားတာဟေးစက်ပါလေချူစက်ပါဒီမဲလေးဒီမှာဖုန်းကဖုန်းထဲမှာကြီးမဲနှက်ခေါင်ပြစ်နာဖုန်းထဲမှာမပါဘူးဟုတ်တယ်ဟာမမတင်ထဲမှာမပါဘူးမြင်လားစွစွအောင်ဖုန်းထဲနှက်ကောင်ပြစ်တာလေပါလေပေါက်တာလို့မရဘူးခုအဲ့ဖုန်းနဲ့လည်းရတယ်လေအခုအဲ့ဖုန်းနဲ့ကျွန်တော်ဖုန်းလိုက်ရကျွန်တော်ဖုန်းလိုက်ရစွစွအောင်ဖုန်းကိုရိုက်မှရကျွန်တော်ဖုန်းလိုက်ရစွစွအောင်ဖုန်းကိုပြန်ရိုက်လေဒီဖုန်းကိုလက်ရိုက်တာဒီမှာစွစွအောင်ဖုန်းကိုမဟုတ်တို့ဟိုကလုံးမရဒါကျွန်တော်ဖုန်းပုံပါထမင်းတို့နောက်ဖိုက်ပြမဝင်နဲ့တမင်းအဲ့ဒါမထီရဘူးမတင်ရောက်မှာဖုန်းဟုတ်လားထမင်းတို့ဒါကြီးကမထီရဘူးမတင်ကဲဆိုင်ပြီးတော့ screen shot ရရအောင်ဟုတ်တယ်စွစွအောင်တွေရိုက်လဲမယ်အော်အေးရိုက်တယ်ဘုရားဆန်တယ်လည်းမနှကောင်ပဲဟုတ်တယ်တော်တော်ကိုထူးဆန်းတာကြီးတော်တော်ကိုထူးဆန်းတာတယ်အဲ့တော့ဘိုးတော်ပွဲမှာဖျောင်းနိုင်ထုံးတယ်ဗျာဖျောင်းနိုင်ထုံးပြီးဖျောင်းနိုင်ကကုံသွားတော့ဖျောင်းသားတွေကငကားပုံစံပေါ်တယ်အဲ့ဒါကိုဗီဒီယိုရိုက်တဲ့အခါမှာကင်မရာထဲမှာငကားပုံစံနှစ်ထပ်ပေါ်တာကိုတော်တော်ကိုထူးဆန်းတာပါဆိုပြီးဝိုင်းအောင်ပြီးကြည့်ကြတယ်ချက်သိမ်းထားတဲ့သူတွေကလည်းထကြတယ်ပေါ့ဗျာအဲ့တော့ဘာဖြစ်တုံးဗျာအဲ့ဒါကိုပဲအထူးဆန်းလုပ်နေတဲ့ကျွန်တော်တို့လူမျိုးတွေပါအဲ့တော့အလင်းရိုင်ခြင်းအလင်းပြန်ခြင်းဆိုတာကိုငငယ်ကလည်းမတင်ခဲ့ရဘူးဗျကိုယ်ွယ်ယုံကြည်မှုတွေအတွေးခေါ်တွေစင်ကျင်တုံတရားတွေကပညာပေါ်မှာချင်းမခံတဲ့အခါမှာဒီလိုမျိုးဇွတ်ထူးဆန်းနေဖြစ်သွားတတ်တယ်ဗျအဲ့တော့ဖုန်းရဲ့ကင်မရာကိုပြန်လာတဲ့အလင်းကဒီလိုမျိုးနှစ်ထပ်ဖြစ်တတ်တယ်ဆိုတာမျိုးကိုနားမလည်တော့တော်တော်ကိုထူးဆန်းတဲ့ကိစ္စကြီးတွေဖြစ်သွားတာပေါ့လေဒါလေးလည်းဆက်ကြည့်။ဒါမှထင်းဖြတ်တာဗျာထင်းဖြတ်တဲ့အခါမှာဖျားသုံးစုပုံစံနဲ့ရေတကောင်းနှစ်ခုပေါ်လာတယ်ဆိုပြီးတော့အုပ်ကြက်ဖြစ်နေတဲ့ဗီဒီယိုဖိုင်ဗျ။အဲ့တော့ပြောစရာစကားတွေလည်းမရှိတော့ဘူးဗျာနော်။အဲ့တော့မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲတော်တော်လေးတော့ကိုယ်ွယ်ယုံကြည်မှုတွေနဲ့ပတ်သက်ပြီးတော့အလွဲကြီးတော့လွဲနေပြီဆိုတာကိုဒီဗီဒီယိုဖိုင်တွေကတက်တည်ပြနေတာပါဒါလေးလည်းကြည့်အောင်မတရားမြို့အညာကိုင်းရွာကိုစိုးအောင်မဆွေဦး channel မှာညောင်ဖြူပင်ပေါက်တဲ့အတွက်ကြောင့်ခြံစည်းရိုးခတ်ပြီးတော့တော်တော်များများလာရောက်အထူးဆန်းလို့ကြည့်ရှုကြတယ်ဖူးမြော်ကြတယ်လို့ပြောတယ်ဗျတ
သာသနာပြုမင်းပေါ်ပြီဆိုပဲ Yeah, boy. ရောင်ဖြူပင်ပေါက်တော့သာသနာပြုမင်းပေါ်ပြီဆိုပြီးတော့အနီးနားရွာတွေကလာရောက်ဖူးမြော်ကြည့်ရှုကြတယ်ဆိုပဲကောင်းကြသေးရဲ့လားကဲဟုတ်ပါပြီကျွန်တော်ပြောနေကြစကားလေးအတိုင်းပဲပျော်ရင်လည်းပြီးတာပါပဲဗောလေနော်ပျော်ရင်လည်းပြီးတာပါပဲဗျာနော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာကကိုယ်ွယ်ယုံကြည်မှုတွေနဲ့ပတ်သက်ပြီးတော့အယူအဆတွေကတော်တော်လေးကိုကြက်မပြည့်ဖြစ်နေတာပါတချို့လူငယ်တော်တော်များများကလည်းမြင်အပ်မမြင်အပ်တွေပေါ်မှာအတန်းရှင်းယူလှုပ်ရှားနေတဲ့ပုံစံမျိုးတွေဒီဘက်နှစ်ပိုင်းမှာအများပြားတွေ့လာရပါတယ်။ယဟန်တန်ဃာတွေနဲ့ပတ်သက်ပြီးတော့လူပြောများဝေဖန်ခံရတဲ့ကိစ္စတွေလည်းဇက်တိုက်ဆိုသလိုဖြစ်လာနေကြတာပါ။အဲ့တော့ဗျာကျွန်တော်တို့နိုင်ငံမှာကဘာတွေကလွဲနေတာလဲဘာတွေကိုတော့ကျွန်တော်တို့အပူတပြင်းပြုပြင်ဖို့လိုတာလဲဘာတွေကကျွန်တော်တို့လူဖွဲ့စည်းအတွက်အစိတ်တောက်တွေလဲဘာတွေကိုတော့အချိန်ယူပြင်ဆင်ဖို့လိုနေတာလဲဘာတွေကိုကျွန်တော်တို့လူဖွဲ့စည်းအတွက်ကျွန်တော်တို့အနာဂတ်အတွက်ကြော်သွားရမှာလဲဘာတွေကိုအားမပေးခြင်းဖြင့်ဘာတွေကိုရှုံ့ချခြင်းဖြင့်ကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်တို့လူဖွဲ့စည်းအတွက်ကျွန်တော်တို့ဆန့်ကျင်ရမှာလဲအဲ့တော့ဒီဗီဒီယိုဖိုင်လေးတွေကိုကြည့်လိုက်ရင်အရေးမွတ်အားဖြင့်ကျွန်တော် viewer တွေသဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်ဗျတချို့ကိစ္စတွေမှာကျွန်တော်တို့ထင်ထားတာထက်ကိုပိုပြီးတော့လွဲနေတယ်ဆိုတာကိုဒီဗီဒီယိုဖိုင်လေးတွေကိုပြပြီးတော့ reaction လုပ်လိုက်ပါတယ်ဗျဟုတ်ကဲ့ပါအဆင်မပြေတဲ့သူများကြော်သွားနိုင်ပါတယ်ကွီးစော် channel အတိုင်းပဲလွဲနေတာလေးတွေကိုတော့အပြုသဘောအနေနဲ့ဝေဖန်ထောက်ပြရအောင်မှာပဲဖြစ်ပါတယ်ဗျကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ